ကိုဘွားကစာယူသာလာတယ်ကျွန်တော်တို့ရွာကကွယ်မနူးမနာမလဲမဝဲကျွန်တော်ညီငယ်လေးတချို့သေခွာလာကျွန်တော်ကြားဖို့ခဲ့တယ်အချစ်ကိုကပိုင်းနိုင်ကံခဲ့ရသူတို့ရဲ့တဲ့နှလုံးကိုလူရောင်တာအလီညာခံခဲ့ရတဲ့ကွယ်ကျွားဝပြန်တော့အသိမပါဘူးလေကောင်းရောရပြုရဲ့ကျွမ်းနာတဲ့ညီလေးတို့ရဲ့မင်းတို့အတွက်ကိုကလက်သားချီပဲညူကြီးသူသူရာကိုပါလာသူလေတွေ့ကြသေးတာပါညူကြီးသူရဲ့ဒီကုန်းအပြူရောရဲ့မင်းတို့နဲ့မာယာတဲ့လူပုံရင်ပြမတော့ပြန်တော့ပဲရိုင်းရကနာလာတယ်ကျွမ်းနာတဲ့ညီလေးတို့ရဲ့မင်းတို့အတွက်ကိုကလေးစားကြည့်မယ်ညူကြီးသူတို့ရာကိုဘာသာတူလေတွေ့ကြသေးတာပါညူကြီးသူရဲ့ဒီကုန်းအပြူရောရဲ့မင်းတို့နဲ့မာယာစိတ်တို့ကိုရင်ပြမတော့ပြန်တော့ဝေရိုင်းရကနာလာတယ်ဒီကုန်းမြို့မှာတလားကြပြီကောကျွန်တော်တော့ကကိုလေကျွန်တော်တော့ကကိုလေကရဝေသွားတော့တယောက်သမရယုံမှာတယောက်အင်းအားလိမ့်မှာတယောက်ဒီကုန်းဘူးရင်တယောက်ဟောတယောက်တွေ့ကြည့်လိုက်တယ်မျိုးရွှေကုန်းလူကြီးလေမင်းတို့ရာဇဝင်ကြီးဆက်လိုက်ပြီးသိညီလေးတို့ရဲ့ဒီကုန်းလူတွေညာမိသွားပြီကွယ်တခုတော့ရှိတယ်တခုတော့ရှိတယ်သာဝဘုံကြီးဝယ်ခိုင်းလိုက်တဲ့ကစ္စဖို့ရဲ့ကျမ်းမရဲ့ဣရှံမွေးရဲ့တွားရောက်ပြီးယူလာခဲ့တဲ့ကျွန်တော်ရဲ့ငွေရဲ့အခုပေါင်းလိုက်ရင်ငါတော့ကြော်ရဲ့သင်တို့ကိုကြွေးရင်ပြီးရင်ရှူရင်တက်တောင်းခဲ့ပြီကောကွယ်ဒီလောက်တော့ရှိမှာပေါ့နော်ကွယ်ဒီလောက်တော့ရှိမှာပေါ့နော်ကွယ်ဒီကုန်းသူတွေအညာမိသွားတာအဓိကမူလားကွယ်လဲဟုတ်တယ်